ကျွဲခက်ခံရလို့နှက်ရွာဆန်နေဆိုပေမဲ့အနော်ရထာမင်းကြီးရဲ့အလောင်းကဘာကြောင့်ရှာမတွေ့တော့ပဲပျောက်ဆုံးသွားခဲ့ရတာလဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တူတအိမ်ကနေကြိုဆိုပါရစေပကံစီဒီပထိုးပေါင်းများစွာတရှိရာဒီမြေကတချိန်ကအာရှအရှေ့တောင်ပိုင်းမှာအင်အားကြီးဆုံးအင်ပါယာတစ်ခုရဲ့မြို့တော်ဖြစ်ခဲ့ပူပါတယ်အဲ့ဒီအင်ပါယာကိုတည်ထောင်ခဲ့သူကတော့အနော်ရထာမင်းစောပေါင်းမြန်မာတမိုင်းမှာအနော်ရထားလို့ဆိုလိုက်တာနဲ့ကျမတို့ရဲ့မျက်စိထဲမှာမြင်းဖြူကြီးစီးပြီးအရိန်ဓမာလှန်ကိုကင်ထားတဲ့စစ်ဘရင်တစ်ပါးကိုပြင်းမြင်မိကြမှာပါပထမမြန်မာနိုင်ငံတော်ကြီးကိုစတင်တည်ထောင်ခဲ့သူဘုံတကူကြီးမလုံးလုံးလူရောနတ်ပါချစ်ခင်ရသူလို့ကြော်ကြားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဘဝအစားနဲ့အဆုံးသက်ကတော့ရုပ်ရှင်တွေတက်တောင်ပို့ပြီးတော့စမ်းကျင်နေပါတယ်ဒီဇလန်ရဲ့အစာကတော့အနော်ရထားမမွေးခင်သူဖခင်ကွမ်းစော်မင်းကြီးကျောင်းဖြူအရက်မှာရဟန်းဝင်းနဲ့နေစဉ်ကလေးကပါရာဇဝင်ရဲ့အဆိုအရကွမ်းစော်မင်းကြီးစီကိုထွက်ရက်ပေါက်ဖို့စူးစမ်းနေတဲ့ဇော်ကြီးတယောက်ရောက်လာပါတယ်ဇော်ကြီးကသူ့ရဲ့မအောင်မြင်နိုင်ဖြစ်နေတဲ့ပြထားလုံးကိုမင်းကြီးကိုကန်ကြည့်ခိုင်းတဲ့အခါမင်းကြီးရဲ့ဖုန်ကန်ကြောင့်ပြထားလုံးကချက်ချင်းပြင်းမြောက်အောင်မြင်သွားပါတယ်ကျေးဇူးတင်လွန်တဲ့ဇော်ကြီးကမင်းကြီးကိုစကြဝဠာမင်းဖြစ်စေမယ့်ဆေးကိုဆက်ကပ်ခဲ့တယ်ဒါပေမဲ့အာနာစွန့်ထားတဲ့မင်းကြီးကဒီဆေးကိုမစားဘဲတားတော်အနော်ရထားလေးကိုပေးလိုက်ပါတယ်ဒီဆေးကိုစားလိုက်တဲ့အချိန်ကစပြီးအနော်ရထားဟာတာမန်လူတွေထက်ထူးခဲ့တဲ့ခွန်အားဗလာကိုပိုင်ဆိုင်လာခဲ့တယ်အနော်ရထားအရွယ်ရောက်လာချိန်မှာတော့သူ့ရဲ့ဒဏ္ဍာရီကပို့ပြီးတော့ပြပြလာပါတယ်နန်းလူပင်ရဲ့စုပ်ကတိကိုစီးကျင်းထိုးဖို့စိန်ခေါ်လိုက်တဲ့ချိန်မှာသူဟာအရိန်ဓမာလှန်တော်ကိုပိုင်ဆိုင်ထားပြီးဖြစ်နေပါပြီဒီလဟာတကြားမင်းကိုယ်တိုင်ပေးသနာထားတာဖြစ်ပြီးတော့ပြစ်လိုက်ရင်ရန်သူကိုမထိပဲမြေကြီးပေါ်ပြန်မကျတဲ့လက်နက်လို့ဆိုပါတယ်စုပ်ကတိမင်းကိုဒီလန်နဲ့ထိုးသက်ပြီးပကံအထီးနှန်းကိုရယူလိုက်ချိန်မှာတော့အနော်ရထားဟာပြိုင်ဘက်ကင်းအေဂုရစ်တစ်ပါးဖြစ်လာခဲ့ပါတယ်သူ့လက်ထဲမှာတိုင်းပြည်ဟာအရှိတောင်အရှာမှာအားအကြီးဆုံးဖြစ်ခဲ့ပြီးတော့ကျန်စစ်သားအပါအဝင်သူရဲကောင်း၄ဦးနဲ့အတူနယ်နိမိတ်တွေချဲ့ထွင်နိုင်ခဲ့ပါတယ်ဒါပေမဲ့တကူကြီးရင်ဇက်သိမ်းမကောင်းတတ်ဘူးဆိုတဲ့စကားလိုပါပဲအနော်ရထားရဲ့ညီကုန်းကတော့ထိတ်လန့်စရာကောင်းပါတယ်ရာဇဝင်မှာတော့မင်းကြီးဟာတိုင်းကန်လှည့်လည်ပြီးပကံကိုပြန်လာတဲ့လန်ခရီမောင်နတ်ကျွဲခက်လို့နတ်ရွာဆန်တယ်လို့ဆိုထားပါတယ်တောတခုတွေကနေမျက်လုံးမီးဝင်းဝင်းတောက်နေတဲ့အေယာမကျွဲရန်ကြီးတကောင်ထွက်လာပြီးတော့မင်းကြီးကိုဝေ့လိုက်တာလေးဘုံကိုမြောက်တက်သွားပြီးတော့ပြန်အကြမှာတေဆုံးခဲ့ရတယ်လို့ဆိုပါတယ်ထူးဆန်းတာကမင်းကြီးရဲ့အလောင်းတော်ကိုဘယ်သူမှပြန်မတွေ့ရတော့တာပါနတ်တွေကမင်းကြီးရဲ့ရုပ်ကလပ်ကိုယူဆောင်သွားတယ်လို့ရှေးလူကြီးတွေကယုံကြည်ကြပါတယ်ဒါပေမဲ့ခေတ်သစ်သမိုင်းသူတွေနဲ့တွေးခေါ်သူတွေကတော့ဒီကျွဲဆိုတာသင်္ကေတတစ်ခုဖြစ်နိုင်တယ်လို့ယူဆပါတယ်အနော်ရထားမင်းဟာသူ့လက်ထက်မှာအရေးကြီးလို့ခေါ်တယ်။နတ်ကိုးခွေသူမှော်စရာတွေကိုနှိပ်ကုတ်ခဲ့တယ်။ဒါကြောင့်ကျွဲရိုင်းဆိုတာတကယ်တရိษံကျွဲမဟုတ်ပဲသူ့ကိုမကျေနပ်တဲ့အရေးကြီးခိုင်းသားတွေဒါမှမဟုတ်ရန်သူတွေရဲ့လုပ်ကြံမှုဖြစ်နိုင်ပါတယ်။လုပ်ကြံသူတွေကဘယင်ကိုတပ်ပြီးတာနဲ့ပြည်သူတွေလက်တုံ့ပြန်မှကြောက်လို့အလောင်းကိုပါဖျောက်ဖျက်ပစ်လိုက်တာဖြစ်နိုင်ပါတယ်။ဒါကြောင့်လည်းရုပ်ကလပ်ကိုရှာမတွေ့ခဲ့တာဖြစ်ပါလိမ့်မယ်။ဘလို့ပဲဖြစ်ဖြစ်အနော်ရထားမင်းဟာဇော်ကြီးပေးတဲ့ဆေးကြောင့်ခွန်အားကြီးခဲ့တယ်လို့ကျွဲရိုင်းဒါမှမဟုတ်ရန်သူတွေရဲ့လုပ်ကြံမှုကြောင့်ပျောက်ဆုံးသွားခဲ့ရပါတယ်။သူ့အကူဘေးမှာလည်းဘယ်သူမှမသိပါဘူး။ဒီအချက်ကပဲအနော်ရထားမသိသေးဘူး။တနည်းရမှာရှိနေတော့မယ်ဆိုတဲ့ယုံကြည်မှုတွေကိုဖြစ်စေခဲ့ပြီးတော့သူ့ရဲ့ဇလံကိုပို့ပြီးလှဝက်ဆန်းကျဲတဲ့သမိုင်းမှတ်တမ်းတစ်ခုအဖြစ်နဲ့ကြံရည်စေခဲ့ပါတော့တယ်။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။